အားလုံးပဲမင်္ဂလာပါ Hi အားလုံးပဲမင်္ဂလာပါ ဒီနေ့မှာတော့ကျွန်တော်တို့နှစ်ယောက်တော့ပေါ့နော်တူတူချာချာအပြင်မှာ in person podcast episode လေးရိုက်ကောင်းမှာဖြစ်ပါတယ် အားကြောင့်မို့ဒီနေ့တော့ special episode of the syllabus special episode ကနေပြီးတူလိုက်ပါတယ် Yay ကျွန်တော်တို့အမြင်အရလို့မျိုးအင်္ဂလိပ်လိုပဲ podcast ကိုလုပ်နေရပါတော့ဒါပေမဲ့လို့ဒီကျွန်တော်တို့စပြီးတော့ of the syllabus စလုပ်ကြတဲ့ကနေရောမြန်မာလိုရိုက်ဖို့လေအဲ့လိုမျိုး episode တွေရိုက်တော့ဖို့လေစီစဉ်ထားဆိုတော့ဒီနေ့ကတော့ special double special episode ပေါ့နော်မြန်မာလိုရိုက်တော့မှာပါအားကြောင့်မို့ဒီနေ့ရိုက်မဲ့ episode ကလည်းပေါ့နော်ဒီ special fit တဲ့အလေးရtitle လေးရတယ်တက်တိုက်ဆိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပါပါလိမ့်မယ်ဆိုတော့ဒီနေ့ပြောမယ့် title ကတော့ posting but not living ဆိုတဲ့ episode လေးပေါ့နော်အဓိကကဘယ်လိုအကြောင်းအရာတွေပြောပါလဲကောင်းဆိုအဓိကအကောင့်ဒီအဲ့လိုခေါင်းစဉ်စဉ်းစားမိရကြတော့ပေါ့နော်ကျွန်တော်တို့ social media အမြဲသုံးနေကြတဲ့အချိန်မှာပါတယ်ပေါ့နော်အမြဲသုံးတဲ့အပြင်ကျွန်တော်တို့အရင်တုန်းကဆိုလို့ရှိရင်သတင်းတွေရယူလို့ရှိရင်တော့ဒီသတင်းဌာနတွေတော့မဟုတ်ဘဲနဲ့ဒီ magazine တွေဒီသတင်းစာတွေကနေယူရဲပေါ့နော်ဒါပေမဲ့အဲ့ဟာပြန်လို့ social media အနေနဲ့ခုကသတင်းယူနေကြတဲ့ခါကြတော့ပေါ့နော်ဒီ social media မှာနည်းနည်းအဲ့လိုကောင်းနေမကောင်းဘူးဆိုရဲအကြောင်းအရာတွေအဲ့လိုတရားနဲ့တရားအမြင်တွေမတူကြဘူးပေါ့နော်ဆိုတော့အဲ့အမြင်တွေကိုကျွန်တော်တို့ရဲ့အမြင်ကိုပြလည်တော့ပြီးတော့ဒီပေါ့နော်ဒီနားထောင်နေတဲ့သူတွေကလေသူတို့ရဲ့အမြင်တွေကိုကျွန်တော်တို့ပြပြပေးခဲ့လို့ရပါတယ်ဗျ။ ဒီပါအဲ့ဆိုရင်ပထမဆုံးမိကွန်ပါကြရအောင်နော်။ Okay ပါ။ဆိုတော့ပထမဆုံးမိကွန်ကကြတော့ပေါ့နော်ဒီ social media တွေကဒီလူတွေတယောက်နဲ့တယောက်ပေါ့နော်လို့ဆက်သွယ်ရတဲ့အခါမှာဘယ်လိုမျိုးပြောင်းလဲသွားစေတယ်ပေါ့နော်ဒီ social ဘိုင်းဖြစ်လာတဲ့ social media တွေပေါ်မှာပြီးတော့အဲ့ဒီခါကြီးကြောင့်ပေါ့နော်လူတွေကတယောက်နဲ့တယောက်ဆက်သွယ်မှာပို့ပြီးတော့connection ချိတ်ဆက်ရည်လို့ခံစားလာရတာဒါမှမဟုတ်ဘူးလားဆိုတာလို့ထင်တယ်ကောင်းဟုတ်ကောင်းနေတာကတော့ပေါ့နော်ဒီအရင်တော့ကအရင်ခစ်တယ်ရောပေါ့နော်ဟိုမှာမမတ်ရတယ်ကျွန်တော်ကောင်းမွေးရတယ်စာချော်လို့ရတယ်ပေါ့နော်ကောင်းမွေးရဆိုလို့ရှိရင်ကောင်းဖြေရလို့စစ်တွေမှာမရှိနေဘူးမရှိနေတဲ့ခါကျတော့သူကလို့တခြားသူ့ရဲ့နေမျိုးပြန်ရောက်နေအောင်အဲ့ခါကျတော့လို့ကောင်းမွေးရောမယ်ဆိုဟာအတိပေးဖို့အတွက်ပေါ့နော်အဲ့လိုကောင်းရဲ့အတော်ကဆေးရုံကနေအဲ့လိုစစ်တွေမှာရှိကျင်းတဲ့ရုံကိုသွားရတယ်ပြီးကျင်းတဲ့ရုံကနေမှတစ်ဆင့်ပေါ့နော်အဲ့လိုဖုံးတော့ဆက်ပြီးတော့အဲ့မှာပဲအဲ့မှာဖုံးနေရှိရပေါ့နော်အပြင်မှာဖုံးနေမရှိသေးဘူးအဲ့ခင်မှာတော့ကျင်းတဲ့ခေတ်တော့မဟုတ်ဘူးဖုံးတော့ဆက်လို့ရတယ်ဆိုတော့အဲ့ကနေဖုံးတော့ဆက်ပြီးတော့ပေါ့နော်အဖေကလို့ကောင်းမွေးရောမယ်ဆိုဟာအကြောင်းကြားပေးလို့ရတယ်ပေါ့နော်ဆိုတော့အခုခေတ်မှာတော့အဲ့လိုမျိုးမလုပ်ရတော့အရန်လိုရတော့ပေါ့နော်တနေရာကနေတနေရာအဲ့လိုဒီ internet ရှိုံနဲ့ဒီဖုန်းရှိုံနဲ့ပေါ့နော်တခါစာပို့တိုင်းတာနဲ့အဲ့လိုမျိုး communicate လုပ်ရတယ်ဆိုတော့အရန်မြန်ဆန်လာတယ်ပေါ့နော်အရန်မြန်လာတခုကကျတော့ဘာဖြစ်လဲဆိုတော့ကောင်းထင်တာပေါ့နော်မြန်တာတော့ကောင်းတယ်ဒါပေမဲ့နောက်တစ်ခါဘာဖြစ်လဲဆိုတော့အရင်ကြီးမတွေးတော့ဘူးအရင်တော့ဆိုလို့ရှိရင်တော့စာတစ်စောင်ရေးနေဖုန်းတစ်ခါပြောမယ်ဆိုရင်ကိုပါပြောမှလေဘာလို့ချင်တာလဲဘာအကြောင်းကိုရေးမှာအဲ့လိုမျိုးတွေးဖြစ်ကြမယ်လို့ထင်တယ်ပေါ့နော်အခုအဲ့လိုမဟုတ်တဲ့အခါကျတော့လို့အရင်ကြီးမတွေးပဲနေရတော့မြန်လေး communicate လုပ်ကြရပေါ့နော် communication လုပ်လို့ရတာအများလို့ပြဿနာတွေတော်တော်များဖြေရှင်းလာနိုင်ရဆိုပေမဲ့လည်းတစ်ဖက်မှာကြာလို့ရှိရင်ကြတော့လို့ဒီတိတ်ပြီးတော့လို့ပြဿနာတွေထိရောက်ဖြေရှင်းနိုင်တာမျိုးတွေပေါ့နော်လို့ကြားနေရမျိုးတွေအဲ့လိုမျိုးလည်းဖြစ်လာတယ်လို့တော့မြင်နေပေါ့နော်ဟုတ်မရှုံးတော့ဘယ်လိုမျိုးမြင်နေလဲကောင်းတော့ရတော့ထောက်ခံတယ်ပေါ့နော်ဘာလို့အခုခေတ်ကထောက်ပါတော့ကိုကတော့ကိုပျော်ရွှင်ရမယ့်ကိစ္စတစ်ခုခုပေါ့နော်ဒါမှမဟုတ်ကိုဝမ်းနေရတဲ့ကိစ္စတစ်ခုခုကိုအလွယ်တကူဒီ social media တွေပေါ့ပြင်လိုက်တယ်ဆိုပေမဲ့လည်းအဲ့ဒီကိစ္စရဲ့တစ်ခုကတခြားသူတွေအတွက်ဆိုရင်ဥမာ relate အရင်လောက်နိုင်တာပဲဖြစ်ဒါမှမဟုတ်ရင်လည်းအဲ့လိုမျိုး trend ဖြစ်သွားတာပေါ့နော်အဓိက viral ဖြစ်သွားဖို့ဆိုတာအရင်လွယ်တယ်ပေါ့နော်ပြီးတော့ viral ဖြစ်သွားတဲ့အကြောင်းအရာလည်းပြောရမှာပေါ့နော်ကိုမထင်မှတ်ထားတာလည်းဖြစ်သွားနိုင်တယ်ပြီးတော့sorry ဆိုအဓိကအဲ့လိုမျိုးပေါ့နော် viral ဖြစ်သွားတဲ့အခါကျရင်ဒါတော့ဘာလို့ပြောမလဲကောင်းတဲ့ဘက်ကနေ viral ဖြစ်တယ်လို့လည်းဖြစ်နိုင်တယ်လို့မကောင်းတဲ့ဘက်က viral ဖြစ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုအချက်လက်တွေကိုတမန်လူတယောက်အနေနဲ့ဆိုရင်ကဘလို့မှ like ထိန်ဖို့ like ပြန်ပြီးတော့ပြန်ထိန်းသိမ်းဖို့ဆိုတာမဖြစ်နိုင်ဘူးပေါ့နော်တကယ်ကိုထားပါတော့ဒီ professional တယောက်အနေနဲ့ဆိုရင်တော့ like control damage control လုပ်ဖို့လွယ်တယ်ဒါပေမဲ့တမန်လူကအဆင်မပြေတဲ့ခါကျရင်ကိုကတော့ပနေပဲတခုခုကို sharing လုပ်လိုက်တာရှိပေမဲ့လည်းအဲ့တခုကအရင်ကျေပြတ်သွားတဲ့ခါမှာတော့ဒါကြောက်နေကြ success မိတာမဟုတ်တော့ဘဲနဲ့ဘယ်လိုပြောရမလဲ
အနေနဲ့တစ်ခုလိုဖြစ်သွားတယ်ပေါ့နော်တင်းတင်းလူတို့တော့အနေနဲ့တစ်ခုလိုဖြစ်သွားတယ်ဆိုတော့ပြောရမယ်ဆိုရင်တစ်ခါကလည်းကောင်းလို့တစ်ခါကလည်းပြောရမယ်ဆိုမကောင်းလို့ပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးတော့ဖြစ်တဲ့ဒါပေမဲ့ဒီတော့ကိုသုံးတတ်တယ်ဆိုရင်တော့ကောင်းတဲ့ဘက်ကပိုပြီးညာမယ်လို့ထင်တယ်ပေါ့နော်မှကောင်းပြောတယ်လို့အချိန်ဆက်မိမိလို့ရှာတယ်အရင်တော့လို့ဆက်တယ်ဖို့မခက်တော့ဘူးပေါ့နော်မှတနိုင်ရင်ကွဲနေတယ်ဖုန်းလေးဆက်လိုက်တာနဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကောင်းနေလို့ပဲပြောကြတာပေါ့ဟုတ်အဓိကမရှုံးပြောရတဲ့ဟာအဲ့လို scope ကိုပြောချင်တာပေါ့နော်ကိုပေးချင်တဲ့ information တခုက online ပေါ်တင်လိုက်တာနဲ့အဲ့ရောက်နိုင်တဲ့ scope ကိုအဲ့လို control လုပ်လို့ရတဲ့ဟာလေးကနေရပေါ့နော်အရင်ကြီး viral ဖြစ်သွားနိုင်လူရဲ့အများကြီးတစ်ခါရောက်သွားနိုင်တဲ့ဟာမျိုးပေါ့နော်အဲ့လို social media ရဲ့ power လို့ပြောချင်တယ်ပေါ့နော်တချို့လူတွေကြားရလို့အဲ့လိုဒီအချိန်တော်အတွင်းမှာလူရဲ့အများကြီးစီကိုအဲ့လို speed ရော scope ရောသူကအဲ့လိုမြဲနေ scope လေးကျေအဲ့လိုပုံစံမျိုးပေါ့အဲ့လိုတငယ်ချင်းနဲ့ပေါင်းရတဲ့ဟာကိုမြင်သွားရော social media grow ကဘယ်လိုမျိုးခွဲပြားသွားရတော့ channel ပေါ့နော်ကောင်းလို့ဆိုလို့ရှိရင်လို့ငယ်ငယ်တွေကနေရလို့ဖုန်းနဲ့ပဲကြည့်တာမှပြောမဟုတ်ကောင်းလို့စိတ်တော့တက်တစ်ခုရောက်တော့မှာလို့ပုံနေလက်တယောက်ကြာဆိုတော့ပေါ့နော်အဲ့လိုရောဒီဘယ်လို channel ရှောင်းနေလဲပေါ့နော်အဲ့လိုတငယ်ချင်းချင်းပေါင်းတဲ့ channel လေးမှာရောအဲ့လိုဒီ social media ရဲ့ဟိုကဘယ်လိုမျိုးရှိတာလဲဆိုပြီးအမစိတ်ချင်တော့အဲ့လိုမျိုးတကယ်ချင်းဆက်သွယ်တဲ့နေရာမှာဒီ social media ကအရင်သုံးဝင်လာတယ်လို့ပြောရမှာပေါ့နော်အဓိကအဲ့ဆိုလို့ပြောရမှာဆိုတော့ထားပါတော့အမတို့အဖေလက်ထက်ကဆိုရင်ဒီလိုမှကျောင်းကတကယ်ချင်းနေရှင်းမှာပါဒါပေမဲ့ကျောင်းကတကယ်ချင်းနေအနောက်ပိုင်းမှာအသက်ရရအိမ်နောက်ကျအကိုလုံးကွက်ဖြစ်သွားတယ်တို့ပုံမှန်အားဖြင့်ဆိုရင်တော့လောကအဆက်အသွယ်ပြတ်သွားမယ့်အနေအထားမှာရှိတယ်ဒါပေမဲ့အခုဒီ social media ပြန်ပေါ်လာတဲ့အချိန်မှာသူတို့နှစ်ယောက်လောက်ချိတ်ဆက်မိတာလေဟိုအဲ့နှစ်ယောက်ကနေပစင်မှာထားပါတော့အများကြီးထပ်ပြီးတော့ချိတ်ဆက်မိတာသူတို့ပြန်ဆက်သွယ်မိရဟိုအတီလာဟိုမှာအမားတို့ဆိုလဲထားပါတော့အတငယ်ချင်းသိရှာတာတို့ connection သိရှာတာတို့ဆိုလဲအရန်လွယ်ပေါ့နော်မှာအချင်းချင်းဟိုအပြင်မှာတွေ့မှာဒီလူရဲ့မှာဖုန်းနံပါတ်ဒီမှာ email ဒီမှာဟိုဒီလိုသွားပြီးတော့ချိတ်ဆက်လို့ရတာမဟုတ်တော့ပဲနဲ့မှာ social media မှာတည်ရဆိုရင်မှာ social media နဲ့တစ်ချင်းသူ့ဟိုမှာ message request ပို့ပြီးတော့တခုခုတောင်းဆိုရတယ်ဖြစ်ဒါမှမဟုတ်ဟိုစားပြောဖို့ပါအဓိက connection တစ်ခုစဖို့အတွက်ပို့ပြီးတော့လွယ်လာတယ်လို့တော့ထင်တာပဲအမစိတ်ထင်ပါဟုတ်တယ်ပေါ့နော်အဲ့လိုအမပြောဟာဘယ်လိုကောင်းဟိုအဖိုးတို့ပါတော့ပြောရဆိုရင်လည်းကြားဘူးပဲပေါ့နော်သူ့ရဲ့တငယ်ချင်းတွေကနိုင်ငံခြားတွေပြောင်းတော့ပြီဆိုလို့ရှိရင်သူတို့တက်လုံးအဲ့တငယ်ချင်းမျက်နှာကိုတွေ့ရတော့ဘူးလို့ထင်ကြတာပေါ့နော်အဲ့အခုကျတော့ video call ပြောလို့ရတော့ video call ကနေစတွေ့ရတယ်အဲ့လိုမျိုးပြောရပေါ့နော် post ဆိုလို့ရှိရင်ဆိုတော့ဟုတ်တယ်ပေါ့နော်အဓိကကတော့အဲ့လိုဒီပို့ပြီးတော့အဲ့လိုမျိုးတကယ်ချင်းအချိတ်ဆက်ပြီးဖို့အတွက်ကတော့အရင်ကအတုံးဝင်တယ်လို့မီဒီယာတစ်ခုဖြစ်လာ medium တစ်ခုဖြစ်လာလို့ပြောလို့ရမှာပေါ့နော်ဒါမဲ့လို့တခါလေမှာတော့လိုမျိုးဖြစ်လာမှသိရောလို့ဒီတငယ်ချင်းတယောက်ကကိုစားပို့ထားရဲဆိုလို့ရှိရင်အဲ့စားပို့ထားတဲ့ဟာကိုပေါ့နော်ကိုကလို့အဲ့ချက်ချင်း reply ပြန်ချင်တာဒါမှမဟုတ်ပဲねကိုပို့လိုက်တဲ့စာကိုတကယ်ချင်းချက်ချင်း reply မပြန်လို့ရှိရောပဲပေါ့နော်ကိုစိတ်ထဲမှာသူငါ့ကိုစာမပြန်ပါလားဆိုပြီးအဲ့လိုခံစားရတာလားမသိဘူးပေါ့နော်တခါလေးမှာတော့အဲ့လိုဒါပေမဲ့ဒီတကယ်အပြင်မှာဒါဆိုလို့ရှိရင်တော့သူ့အိမ်ကိုသွားရဲဆိုရင်တော့မှသူရှိမှာပေါ့နော်ဒီနေ့စကားပြောလို့ရမှာဒါပေမဲ့အခုကကျရင် social media လို့ကောင်းကောင်းမှရှိရလို့ boundaries တွေကိုတော့အဲ့လို short ချလိုက်တယ်လို့တော့မြင်ပြီပေါ့နော်အဲ့လိုအရင်ကြီး boundaries ချလို့မရဘူးကောင်းတော့အဲ့လိုမျိုးအဲ့လိုပြောရမယ်ဘယ်သူမှအဲ့လိုဆက်သွယ်လို့မရပဲねအဲ့လို outer reach ဖြစ်ဖို့အတွက်အရင်ခက်လာတယ်လို့မြင်နေပေါ့နော်ဘယ်နေရာကိုပဲသွားကိုနောက်တာနေကိုလူရ information တွေကိုစီကိုလူရအများပါလာနေရပေါ့နော်အဲ့လိုမျိုးတော့ခံစားရကောင်းရတော့ဟုတ်တယ်အဲ့လိုမျိုးထားပါတော့အခါလေးကျရင်လူတယောက်ဆိုတော့အများနဲ့တော့မအားနိုင်ဘူးပေါ့နော်ကိုကိစ္စနဲ့ကိုရှင်းနိုင်တယ်ဒါပေမဲ့ခံစားရင်တငယ်ချင်းဘက်ကလည်းတော့အရေးကြီးနေလို့ကိုစားပေါ်တယ်ဒါပေမဲ့ကိုဘက်ကလည်းအလုံးဟိုအရင်များတဲ့ခါကျရင်သူ့စာအုပ်လို့ကြော်သွားတာပဲဖြစ်ဒါမှမဟုတ်ရင်ကိုကဟိုတစ်ခါရှိရမလား VPN ချိန်မရလို့တက်လို့မရတာမျိုးရှိအဲ့လိုမျိုးကြရင်ဒါပေမဲ့ကိုအတွက်ကြတော့ကိုအကြောင်းရက်နဲ့ကိုရှိနေမယ်တကယ်ချင်းအတွက်ကြတော့လဲဟောသူကငါ့ကိုပဲမပြန်လာလားအဲ့လိုမျိုးထင်သွားနိုင်တော့ပေါ့နော်အဲ့တော့တချို့တော့ misunderstanding ရတော့ဒီလိုမျိုးဟိုကောင်းကျိုးတွေအများကြီးရတဲ့ဟာနဲ့တွင်သွဲပြီးပါလာမှာပဲဆိုတော့လေဒါမဲ့လည်းနည်းနည်းတော့mutual understanding တော့ပြန်ဆောင်တင်တယ်လို့ထင်တယ်ပေါ့နော်တရားနဲ့တရားမှာဆိုဒီခေတ်ကြီးအရင်သိုးတက်နေတဲ့အချိန်မှာလူတိုင်းကလည်းလို့ကိုကိစ္စကိုအလုံးနဲ့ရှင်းနိုင်တယ်ဒါမှမဟုတ်ရင်လည်းဒါကြရလို့ကိုကလုံနေတယ်မဲ့လေအဲ့လိုမဖြစ်
တာရှိနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဒီကိုထင်းထင်းကိုချုပ်လို့ရတယ်ကိုချုပ်နေလို့ရနေရအတွင်းမှာမရှိကို control တွေမှာမရှိရဲ့ကိစ္စတွေဖြစ်တဲ့ကိုင်းတော့အဲ့လိုမျိုးတခြားလူကို understanding ပေးတင်တယ်လို့ခံစားရပေါ့နော်ပြီးမှလည်းဟိုကိုယ့်အတွက်စိတ်တက်ရရတယ်လို့ကိုယ့်အတွက်လည်းစိတ်တက်ရရတယ်လို့သူ့အတွက်လည်းဟိုသူလည်းဝင်မပြီးစေတယ်လို့မျိုးတော့ဖြစ်မယ်ပေါ့နော်ဒါကတော့ဒီ social media တိုးတက်လာတာနဲ့ညာကိုကြီးနည်းနည်းဟိုနားလေတင်နေရတာကိုတော့မြင်ရပါတော့အဲ့လိုဒီ expectation တွေရတယ်ပြောင်းလာတဲ့နေပေါ့နော်ဒီ social media ပြောင်းလာတယ်အများကောင်းလို့ရလို့မျိုး viewer ပေါ်မှာထား expectation တွေပြောင်းလာဘာလို့ဆိုတော့ကောင်းလို့ communicate လုပ်တဲ့ပုံစံရတယ်ပြောင်းသွားပြီအဲ့ခါကျတော့လို့မျိုးဒီအရင်လိုမျိုးပဲပေါ့နော်လို့ကိုတခွန်းပြန်ပြောလာတယ်ဒီတခွန်းပြန်ပြောမယ်ဆိုတော့မြင်အဲ့လိုမျိုး expect လုပ်လို့မရတော့ဘူးလို့တော့မြင်နေပေါ့နော်ဟိုပြီးတော့ mindful ဖြစ်ရမယ်ကိုခုရောက်ရင် situation နဲ့ပတ်သက်ပြီးတော့ဟုတ်ပဲပေါ့နော်โอเคပါအဲ့ဆိုရင်နောက်မင်းတို့ပေါင်းမိကြလားဟုတ်အဲ့လိုကောင်းလို့နောက်ထပ်ဆွေးနွေးချင်တယ်အဲ့လိုဒုတိယ question အားကြပါဘောနော်လို့ social media ကောင်းလို့ရလို့ဒီ identity ပေါ့နော်ဒီကောင်းချိုခံဆိုတာဘယ်သူအရှောလာအောင်ဆိုတာဘယ်သူပေါ့နော်အဲ့လိုမျိုး identity တိဆောက်ဖို့အတွက်အဲ့လိုမျိုးအတီးကနေလာဖြစ်လာနေလားပေါ့နော်သူတို့ကောင်းလို့ Gen Z ရဲ့အတွက်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုဒီ Gen Z ရောပြီးလို့ရှိရင် personal branding ဆိုတာအခုမှ Gen Z မှဟုတ်ပေါ့နော်လို့ဒီ corporate တွေမှာလုပ်နေကြတဲ့သူတွေရော public figure တွေလည်းအရင်တုံးနေပေါ့နော်အဲ့လိုသူတို့ရဲ့ self identity က online ပေါ်မှာအဲ့လို curate လုပ်ပြီးတော့တိဆောက်လာကြတာဆိုအဲ့ဟာရောပေါ့နော်အဲ့လိုဒီ social media ကြောင့်မို့လို့အဲ့လို social media အဓိကနေရာဖြစ်လာတာပေါ့နော် self identity ရဲ့အတွက်အဲ့လိုမျိုးဟာကိုဆွေးနွေးချင်တာဆိုအရင်တော့ဆိုလို့ရှိရင်ကြာတော့ပေါ့နော် social media မရှိခင်တော့ဆိုလို့ရှိရင်အဲ့လိုမျိုးဒီကိုယ့်ရဲ့ identity အားကြတော့လို့ကိုဘယ်လိုပြောရမလဲကိုဝတ်တိတ်စားရဲ့ပုံကိုတွားရလာရဲ့ကိုရဲ့အလုပ်တွေပေါ့နော်အဲ့လိုမျိုးပုံမှာအများကြီးတက်ရောက်မှုရှိပေါ့နော်ဒါပေမဲ့ခုကလို့စောနာပြောခဲ့လို့တငယ်ချင်းတွေအကုန်လုံးက social media ပေါ်မှာပဲ connect လုပ်လာကြတဲ့အခါမျိုးမှာကိုဘယ်သူလဲဆိုတဲ့ဥစ္စာကိုတိဆောက်ဖို့အတွက်ပေါ့နော်အဲ social media ပေါ်မှာပဲတော့ပြီးတော့မ share လို့ရှင်မသိကြဘူးပေါ့နော်ဟိုမှာဒီကိုလုံးနေရလို့ဆိုတဲ့ဥစ္စာကိုလည်းကိုကမတင်လေးလို့ရှင်ဘယ်သူမှမသိအဲ့လိုမျိုးပေါ့နော်ကို share သလောက်ပဲသိရခါကြတော့ social media တကယ် real life မျိုးဖြစ်လာတာပေါ့နော်ဆိုတဲ့အခါကျတော့အဲ့လိုမျိုးဖြစ်လာရတယ်ထင်လာပေါ့နော်ကိုရဲ့ self identity ဆိုတော့မရှုံးဘူးလို့ထင်အမသိချင်တော့ 100% ဖြစ်လာလို့ခံစားရပေါ့နော်အဓိကချက်ပေါင်းတဲ့ခါမှာတော့လူတိုင်းက social media မှာတော့ရှိအောင်မှာကိုအတွက်ပြောရမယ့်ကိစ္စတို့ကိုအတွက်ကောင်းတဲ့ကိစ္စတို့ပဲ social media မှာ sharing လုပ်လို့ရှိရပေါ့နော်ဆိုတော့အဲ့ခါကျရင်အမတို့အပါဝင်ပေါ့နော်တခြားခုတွေကိုလည်းသူတို့ share ရဲ့ပုံဒီဒါမှမဟုတ်သူတို့တင်တဲ့ပုံဒီပြီးတော့ပဲသူတို့ကတော့အခုအစီအစဉ်နေမှာပဲဒါမှမဟုတ်ခုတော့ဟိုအစင်ကြီးနေပါလားပေါ့နော်အဲ့လိုမျိုးလေးထင်နေမယ်ဒါပေမဲ့တကယ်နောက်ပွဲမှာပါတော့မှခုမှခံစားနေရတဲ့ရှင်မဲ့သူ surviving လုပ်နေရတဲ့ဟာရှင်မှာပေါ့နော်အဲ့ဒါရကိုရီးယားမမြင်ရဘူးပြီးတချို့တော့ဟိုပြောရမယ်ဥပမာတွေလည်းရှိရလို့မှခံစားရပေါ့နော်တချို့ဆိုဒီကောင်မလေးကတော့ social media ပေါ်မှာအစင်ကြီးနေရပဲဆိုတော့နော်ဒါပေမဲ့တကယ်နောက်ဘက်မှာကြောင်းမှသူ depression ခံစားနေရပြီးတော့မှနောက်ဆုံး result မကောင်းတာတွေလည်းဖြစ်သွားတယ်အဲ့လိုမျိုးတကယ်လည်းရှိရပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုတော့အဓိကအဲ့လိုမျိုးဖြစ်တယ်လို့ခံစားရတယ်ပြီးတော့နောက်ထပ်ကြောင်မောင်လေးခဏကပြောလို့ပေါ့နော်အထူးသဖြင့်ဒီ social influencers တွေထားပါတော့အဆိုတော့ brand identities တွေတိစောက်ကြတဲ့လူတွေရှိရပေါ့နော်အဲ့လိုမျိုးခါကြရင်ကိုယ်အလုံးလျှောက်တဲ့ခါလည်းအများစုမှာထားပါတော့ LinkedIn နဲ့ဝင်ကြည့်တာပဲဖြစ်ဒါမှမဟုတ်ရင်ကိုက content creation ကညာရှောက်မယ်ဆိုရင်လည်းကိုယ့်ရဲ့ဒီ social media account တွေဝင်ကြည့်ရတာဟုတ်တယ်အဲ့လိုပြပြရပဲရှိတော့ပြောမှဆိုရင်ကိုယ့်ရဲ့ personal life ကဒီသူတို့လူရင်းနေစတဲ့ပုံမှာမူတည်ပြီးတော့ပေါ့နော်ဒီလိုမျိုး social media ပေါ်မှာဖန်တီးလာကြတယ်လို့ထင်တယ်ပေါ့နော်သူတို့တကယ်လည်းတွေ့မှာအဲ့လိုဖြစ်ချင်မှာဖြစ်နေလိမ့်မယ်ဒါပေမဲ့အများကြီးရုပ်ထရက်မှာ first impression မှာတော့ဒီ social media ကလုံးဝအချက်ချာကြားတဲ့တစ်ခုဖြစ်လာတယ်လို့အမှန်ခံစားရတယ်ဟိုအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာရောပေါ့နော်ဒီ social media မှာရောပဲအဲ့လိုမျိုးဒီတင်တဲ့အခါမှာကောင်းတဲ့ဟာတွေကိုပဲတင်ကြတာပေါ့နော်ကောင်းလို့ဆိုလို့ရှိရင်ရောပဲတော်တော်များများလို့ပြဿနာဖြစ်တဲ့ပြဿနာတွေဆိုရင်အဲ့လိုတိတ်ပြီးတော့မတင်ကြဘူးအဲ့လိုတချို့ပြဿနာတွေလုံးကြီးလာတဲ့အခါကျတော့မှအဲ့လို post တွေရေးပြီးတော့တင်တာမျိုးပဲရှိကြတာပေါ့နော်အဲ့ခါကျတော့လည်း social media အဲ့လိုဒီကောင်းတဲ့ဟာတွေကိုပဲ share ဖို့အတွက်ပေါ့နော်အဲ့လိုမျိုး selectively share ဖို့အတွက်အဲ့လိုနေရာဖြစ်လာတာဆိုတာမျိုးတော့ကောင်းတော့လည်းစဉ်းစားတင်တယ်လို့တော့ထင်နေပေါ့နော်ဒီလိုပြောပြရမလဲဆိုတော့ဒီကို share မဲ့ဟာမျိုးရဲ့အကုန်လုံးကကောင်းတဲ့ဟာတွေကိုပဲ share နေတဲ့အခါမှာလူတိုင်းက
ကောင်းတဲ့ဘဝတွေကိုပဲနေရတယ်လို့လူကထင်လာကြတာမျိုးပေါ့နော်အဲ့လိုမျိုးထင်တာမျိုးကဥမာပြောပြအောင်လေဒီအသက်အရွယ်တစ်ခုရောက်နေတဲ့သူပဲဆိုလို့ရှိရင်အဲ့လိုမျိုးအတွင်းခေါ်ကတော့ balance လုပ်လို့ရတယ်ပဲပေါ့နော်ဒီ balance ကတော့ရှင်းလို့ပြောနေဆိုတာမျိုးဖြစ်နိုင်ပါဘူးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့အဲ့လိုဒီတချို့အဲ့လိုမျိုးမတွေးမိပဲနဲ့ပေါ့နော်ကိုဟာလည်း vulnerable ဖြစ်နေတဲ့အချိန်မျိုးမှာပဲဖြစ်ဒါမှမဟုတ်ပဲအဲ့လိုကလေးလေးတွေဆိုလို့ရှိရင်ပဲဖြစ်ပေါ့ဒါလိုကောင်းလို့ရဲ့အဲ့လိုမျိုးဒီညီတို့ညီမတို့အယူအဲ့လိုကလေးလေးဆိုလို့ရှိရင်ပဲဖြစ်နော်သူတို့တွေကရောအဲ့လိုတွေးပါမလားဆိုတာမျိုးစိုးရင်လာလို့ရှိရပေါ့နော်ဒီ social media မှာအကောင့်တွေပဲ share ကြရတဲ့ကြောင့်မလို့လူတိုင်းပေါ်မှာအကောင့်တွေပြောနောက်တော့ဆက်တော့မကောင်းမှာလားဆိုတဲ့ဟာမျိုးပေါ့နော်ငါကကံကောင်းခဲ့ရပါဆိုပြီးတော့အဲ့လိုမျိုး discourage ဖြစ်နေဟာမျိုးတွေကိုရောပဲအဲ့လိုဖြစ်လာမလားဆိုတာမျိုးတော့အကောင့်ကတော့အဲ့လိုမျိုးစိုးရင်နေရပေါ့နော်ဆိုအဲ့လိုမရှောရအဲ့လို social media နဲ့ပတ်သက်ပြီးတော့ကိုယ်နေစိုးရင်ရဲ့အပိုင်းမျိုးအဲ့လိုမျိုးဟာမျိုးရှိတာရှင်ဆိုရင်လည်းဆိုအထက်ပေါ်တော့လက်ရှိအဲ့လိုညီနေရတာမျိုးတော့ရှိရပါတော့အဒီကတော့မှအမလည်းအဲ့လိုသူလေးတူမလေးရှိရတော့နော်သူလေးတူမကြသူတို့ကပြောမှဆိုခလေးရကြတော့ easily influence ဖြစ်တယ်ပြီးတော့သူတို့ကတခုခုဆိုအမှတ်ကြီးတာခဲ့ပြောမယ်အမှတ်မိလို့ရပေါ့နော်ဘာလို့ဒီအရွယ်လေးတွေမှာကြတော့ခေါင်းနဲ့ခက်ရတဲ့ကိစ္စကတိတ်မရှိဘူးအဲ့တော့သူကတခုခုနေတဲ့ခါကျရင်အတန်တိလင်တက်နေတယ်ပေါ့နော်အဲ့တော့ဥမာထပ်ပါ social media မှာတက်လာဥမာသူတို့ဆိုရင်ဒီက3ညဆုံးဆိုရင်ဒီ YouTube တွေပါရှိမှာပေါ့နော် social media ထဲဆိုင်ရင်တော့အဲ့လို YouTube မှာထားပါတော့သူတို့ကြည့်ရဲ့ video တော့မူတည်ပြီးတော့တချို့ကလေးဆိုရင်ဥမာအပြင်မှာ ABCD ကိုကောင်းကောင်းမရေးတတ်သေးဘူးဒါပေမဲ့ဒီ YouTube တွေပါကြည့်ရင်သူတို့စကားကိုကောင်းကောင်းပြောတတ်တယ်ကွာတိတာအဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့နော်သူတို့အမှန်ရေးတတ်တာဆိုမရေးတတ်ဘူးဒါပေမဲ့သူတို့ဒီ social media မှာကြည့်နေရမှာတချို့တွေဆိုကလေးအခုခရိုင်ခစ်စားနေတဲ့ game တွေရှိရပါတော့အဲ့ဒီ game ရဲ့ဒီ commentary video တွေကြည့်ပြီးတော့အဲ့ဒီကအဆုံးနှုတ်နေအဲ့ထဲကပြောဖို့ဆုံးပုံနေအဲ့ထဲက flow တွေပေါ့နော်သူတို့အဲ့လွတ်ဖက်နေပြီးတော့သူတို့ရင်းနေတော့ကောင်းကောင်းပြောတတ်နေတယ်ကအနည်းဆုံးတော့အဲ့ဒီ flow နဲ့ပြောတတ်နေပေါ့နော်ဆိုအဲ့လိုမျိုးဆိုတော့ကြတော့ဒါကောင်းတယ်လို့ပြောရမှာပေါ့နော်အဲ့မဲ့ကောင်းပြောရမှာကြတော့ဒီ content တွေကိုကြည့်ရခါကြရင် content တွေအဆုံးရှိရပါဒီမှာကလေးကြီးတဲ့ content ရှိလို့ကလေးကြီးတဲ့ content မနော်မှာအဲသူတို့အရွယ်နဲ့ပဋိသင်တဲ့အရာရှိရပါတော့မှာတချို့ဆိုတော့အပြင်မှာဆိုရင်တော့ physically ရဆိုရင်တော့မိဘတွေကဘာလို့တယ်ညာလို့တယ်ထိန်းသိမ်းလို့ရတယ်ပေါ့နော်ဒါပေမဲ့ဟို social media တွေရောက်သွားတဲ့အခါ YouTube တို့ဘာလို့မျိုးရောက်သွားတဲ့အခါကျရင်အဲဒီဆိုမိဘတွေနဲ့လွတ်သွားတာရှိတယ်အဲ့ဒီတိုင်းကလေးတွေကဟိုမတိတနာတော့မဟုတ်ပေမဲ့မတိတီးဖို့အချိန်ရရတယ်ဗျာတီးဖို့အချိန်မတန်သေးရတယ်တီးသွားတာဖြစ်နိုင်တယ်ပေါ့နော်အဲ့ကကြရင်အဲ့ဟာကကောင်းတာမကောင်းတာလားဆိုတာနည်းနည်းဝေခွင့်မရဘူးပေါ့နော်မကောင်းတာတော့မဟုတ်ဘူးမကောင်းဘူးဆိုတာကဟိုဒါကြီးကို sorry တီးသွားလို့မကောင်းတာဖြစ်တယ်ဒါပေမဲ့တီးသွားလို့မကောင်းတာလားဆိုတော့လည်းမဟုတ်ဘူးဒါသူတီးသွားပြီဆိုကြတယ်သူဒါဟိုကောင်းနေပေါ့နော်တီးချိုတီးခါကောင်းလို့အဲ့လိုမျိုးပဲဖြစ်လာတာပေါ့နော်ဆိုတော့နည်းနည်း50-50တော့ရှိမယ်ထင်တယ်ခလေးပေါ့နော်ဒါမှဆွေးနေတဲ့အရာတစ်ခုပေါ့နော်မောင်ရောလိုမျိုးရှိတယ်ကောင်းလို့ဆိုရင်တော့ကျွန်တော်အဲ့လိုမျိုးအဲ့လိုဆောနာလေတူမလို့ပြောရတဲ့ဒါမှကောင်းမှလည်းကောင်းမြင်မှလေးရှိပြီးလို့ရှိရင်ကောင်းညီရတယ်အဖိုးရဖွားရထားပါတော့သူတို့ဆိုလို့ရှိရင်လည်းချိန်လုံးဖုန်းနေကြည့်ကြအများကြီးပေါ့နော်ဆိုတော့ဘာပြဿနာကိုတွေ့လဲဆိုတော့သူတို့ရဲ့ဖုန်းထဲမှာပေါ်လာတဲ့ဟာတွေအဲ့လို algorithm ပေါ်မှာဒီပြီးတော့ပေါ်လာပေါ့နော်ဆိုတော့ algorithm မှာဒီပြီးပေါ်လာတဲ့ဟာမျိုးသူတို့ကမသိသူတို့ရဲ့ new feed ရ algorithm နဲ့ထိချုပ်ခံတာရယ်ဆိုတဲ့ဟာမျိုးသူကမသိဘူးပေါ့နော်မသိတဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့ polarization ဖြစ်တယ်လို့ပြောတာပေါ့အဲ့လိုအစွန်းရောက်တာဖြစ်တယ်ပေါ့နော်အဲ့အစွန်းရောက်တယ်ဆိုတော့မှကိုကဟိုမှာဒီယုံလေးကိုကြည့်ရတာကြိုက်တယ်ဆိုလို့ဆိုတော့ယုံအကြောင်းတွေကိုလည်းရောက်လာတာမျိုးပေါ့နော်။အော်ဒါမှမဟုတ်ဘူးကိုကကြတော့အဲ့လိုမျိုးဒီဘယ်လိုပြောရမလဲဒီအပြင်မှာခရီးတွေပါတော့ရတာမျိုးကြိုက်တယ်ဆိုရင်ခရီးတော့ရဲ့ blog တွေပဲတက်နေတော့အဲ့ဒါတကဘာလုံးကခရီးတော့ပြီးငါပဲခရီးမတော့ရမှာလားဆိုတာမျိုးအဲ့လိုမျိုးထင်လာမှာမျိုးကောင်းဆိုရင်လည်းပေါ့နော်။ပြီးလို့ရှိရင်တော့ဒီတခြား politics ကိစ္စတွေပဲဖြစ်ဖြစ်တခြားကိစ္စတွေမျိုးမှာရောပဲပေါ့နော်အဲ့လိုမျိုး social media အဲ့လိုမတိလိုက်မတိပါတာတည်မလားကောင်းလို့ကြိုက်လေကောင်းတဲ့အောင်ပြတဲ့အခါကျတော့တဖြည်းဖြည်းနဲ့ပေါ့နော်အဲ့လိုကိုကအဲ့လိုအစွန်းရောက်နေအောင်မတိရမျိုးလည်းဖြစ်နိုင်တယ်အဲ့လိုကို new feed နဲ့တခြားတစ်ယောက်ရဲ့ new feed ကလုံးဝမတူနေရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအခါမျိုးမှာတော့အဲ့လိုဒီ algorithm ကြောင့်ထိန်းချုပ်ထားခံရပါတယ်ဆိုတော့မသိလို့ရှိရင်တခြား judgment မလုပ်နိုင်ပါဘူးဆိုရင် information ကတော့ရသွားတယ်အဲ့ information ကမှန်လားမှားလားပေါ့နော်ဒီဟာ valid source တစ်ခုလား source တစ်ခုကိုဘယ်လိုသိရမလဲအဲ့လိုမျိုးမသိရတဲ့အခါမျိုးမှာတော့အဲ့လိုပြဿနာတွေဖြစ်လာနိုင်ရင်မျိုးတင်နေပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုဒီ
တချို့လူတွေထင်တာကြတော့ဒီ media social media မှာရလာတဲ့ information အကောင်လုံးသတင်းလုံးထင်တာဘာကြောင့်ကောင်းလို့အရင်တော့အဲ့လိုသတင်းစာရင်ဒီ TV ရုပ်သံတွေနဲ့ကြီးပြင်းလာတဲ့အခါကျတော့အဲ့မှာကျတော့လွှင့်နေဟာမှန်တမျှအဲ့လိုမျိုး editor တယောက်ကထိန်းချုပ်ထားပြီးသားပေါ့နော်ဒါပေမဲ့ကောင်းလို့ရဲ့လက်ထဲမှာရှိ social media ကကျတော့ editor ဆိုတာမျိုးမရှိတော့ဘူးကောင်းလို့လှမ်းနေထင်လို့ရှိရင်တင်လိုက်လို့ရတယ်ဒီတိုင်းမှာပြောပိုင်လို့ရှိလာတယ်ဒါပေမဲ့လူတိုင်းပြောပိုင်လို့ရှိရင်ကောင်းလားဆိုတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့ကောင်းတဲ့ဟာကို judgment တော့လုပ်နိုင်ဘူးလေဒီချားတယောက်ကပြောလိုက်တိုင်းမှာဒီဟာမှန်နေဆိုပြီးတော့မဖြစ်သွားဘူးပေါ့နော်ဒီကိစ္စတစ်ခုရတစ်ခုမှန်နေမှာဆိုတာကို like ဘယ်လောက်ရလဲ comment ဘယ်လောက်ရလဲနဲ့ဆုံးဖြတ်ဖို့ထပ်ပေါ့နော်ဒီဟာဘယ်သူကတင်လာလဲတင်တဲ့သူကဘယ်သူလဲပေါ့နော်သတင်းဌာနအကြောင်းအဲ့သတင်းဌာနအပဲသတင်းဌာနလေအဲ့လိုမျိုး like ကြည့်ဖို့အတွက်တော့အဲ့လိုမျိုး encourage လုပ်ချင်တယ်ပေါ့နော်ဦးနားထောင်လေးတူရဆိုလို့ရှိရင်ရောပဲအဲ့ခါကျတော့မှဒီတကယ်အဲ့လိုမျိုးဒီ misinformation ကိုရနေရလားကိုကပေါ့နော်ဒါပေမဲ့ကိုကအဲ့လို propaganda တစ်ခုကိုဖတ်နေရတာလားပေါ့နော်အဲ့လိုမျိုးထိပါသိနိုင်မှာပေါ့နော်အဲ့အကြောင်းမို့လို့ကောင်းရတော့လို့နည်းနည်းရော fact check လုပ်တာမျိုးပေါ့နော် track လိုက်တာမျိုးအဲ့လိုမျိုးရောနည်းနည်းဟိုဦးစားပေးပြီးတော့လုပ်စေချင်တယ်ပြီးလို့ရှိရင်ကို like လုပ်တယ် follow လုပ်တယ်အဲ့လိုမျိုးဒီသတင်းဌာနရဲ့ social media influencer ရဲ့အဲ့လိုမျိုးဟာတွေကိုလေအဲ့လိုတေချာလေး intentional ဖြစ်စေချင်တယ်ပေါ့နော်ရည်ရွယ်ချက်ချိစေချင်တယ်အဲ့လိုကိုရည်ရွယ်ပြီးတော့ဒီလူကိုတော့ငါဘာလို့ follow လုပ်မှာအဲ့လိုမျိုးပေါ့နော်အဲ့လိုမှမဟုတ်လို့ရှိရင်တော့ information တွေအများများလာပြီးတော့ကောင်းတော့နောက်တရားတော့လို့မျိုးဒီမထိန်နိုင်တော့ဘူးပေါ့နော်တကယ်လိုအပ်တဲ့ဟာတွေကို distract ဖြစ်သွားတယ်လို့ဖြစ်နေတယ်ပေါ့နော်ကိုကတကယ်အာယုံဆိုင်ရတဲ့ပြဿနာရတယ် pray သွားပြီးတော့တခြားကိစ္စတွေကိုသွားပြီးအာယုံဆိုင်မိရတယ်လို့ဖြစ်နိုင်တယ်ထင်တယ်အတိကပေါ့နော်ဒီ misinformation ကပြောမယ်ဆိုရင်တော့နောက်ပိုင်းကဒီလူငယ်အများစုကတော့ဘယ်လိုမျိုးဟို check လုပ်ရမလဲဆိုတာတော့သိနေတော့ပေါ့နော်ဒါပေမဲ့အဓိကကိုပေးတင်တာကြတော့မှခလေးငယ်လေးတွေပြီးတော့ကိုရီရဲ့ဒီဟိုပါအဖြစ်နေပေါ့နော်သူတို့ရွယ်ကြတော့မှခလေးတွေကြတော့မသိလို့ဟိုမှတ်မှားတာဖြစ်နိုင်တယ်ဟိုလူကြီးတွေကြတော့မှသူတို့ကကိုရီကိုစိုးရင်ဟိုဒါမှမဟုတ်သူတို့ကိစ္စတစ်ခုခုအော်ဒါကြီးကတကယ်ကြီးလားသူတို့မမြင်ဘူးခဲ့ပေါ့နော်မသိခဲ့ဘူးလားထင်နေမှာပေါ့နော်အဲ့လိုမျိုးနဲ့ဟိုအမှတ်မှားလို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ကိုရီတယောက်တည်းဟိုကိုရီပါတာ fact check လုပ်တာမဟုတ်ဘဲနဲ့ဒီလို fact check sharing လုပ်တာတွေပေါ့နော်အဓိကကဒီခုကြီးအုပ်စုနဲ့ဒီခလေး PC တွေအုပ်စုပေါ့နော်အဲ့လူတွေကိုလည်းကိုရီတန်းမှန်တော့knowledge sharing လုပ်တာပဲဖြစ်ပေါ့နော်သူတို့ကူပြီးတော့ fact check လုပ်ပေးတာပဲဖြစ်လုပ်ပေးကြပါပေါ့နော်အဓိကအကုန်လုံးလေးပြီးတော့တည်ကြမှာပါဒါပေမဲ့လည်းပူပြီးတော့လုပ်ပေးကြပါပေါ့နော်ဟိုမှာအဲ့ဒါဆိုရင်ကိုရီလည်းခဏခဏလူကြီးတွေနောက်လို့မခံရဘူးပေါ့နော်ဟိုကိုရီကောင်းချိုးအတွက်လည်းပြောတာဖြစ်တဲ့အတွက်ကြောင့်လူကြီးတွေကိုလည်းကူပြီးတော့လုပ်ပေးကြပါလို့ခုနကလည်းအမားတို့ပြောလို့ပေါ့နော်အဓိက fact check တော့ကိစ္စကြီးပြောရတာဆိုတော့နောက်ဆုံးပြီးကုန်းကကြတော့ဒီခုခေတ်မှာအရင်ကခိပြီးထားတဲ့အရာတခုရှိရပါတော့အဲ့ဒါ AI ဆိုတော့အခုဟာဒီနောက်ပိုင်းထွက်တဲ့ short videos တွေတော့မှဒီ AI နဲ့ generate လုပ်ပြီးတော့တင်ကြတာရှိကြတယ်ပေါ့နော်ပြီးတော့အဲ့အရာကြီးလည်းပြောရမယ်ဆိုရင်နည်းနည်းကြောက်ဖို့ကောင်းလာတယ်လို့အမှားတော့မြင်တယ်ပေါ့နော်ဘာလို့လဲခါရတဲ့တချို့အရာတွေမှာခါရတကယ်အစ်စ်မဟုတ်ဘူးဒါ AI လားဆိုတော့တင်နိုင်တော့တဲ့ချိန်နည်းနည်းကြောက်ဖို့ကောင်းလာတယ်လို့ခံစားရပေါ့နော်အဲ့လိုမျိုးအပေါ်မှာကောင်းပြီလို့မြင်တယ်ဟုတ်အဲ့လိုကောင်းအတွေ့အကြုံဖြစ်ဆိုလို့ရှိရင်ပေါ့နော်လို့ဒီအရင်တော့ဟိုအရင်နှစ်ကဖြစ်ခဲ့အဲ့လို earthquake မှာငလျင်မှာပေါ့နော်အဲ့လိုပုံတစ်ပုံ image တစ်ခုอ่ะပေါ့နော်ဒီအဲ့လိုသတင်းဌာနရွှေသတင်းဌာနတွေမှာတက်တော့မျိုးရှိရဲအဲ့ဟာပါလဲဆိုတော့လို့ဒီမြန်မာနိုင်ငံမှာငလျင်အကြောင်းပေါ့နော်လို့ပြိုကျသွားတဲ့ပုံတွေပါဆိုပြီးတကယ်တော့အဲ့ဟာလို့မြန်မာနိုင်ငံကပုံတွေမဟုတ်ဘူးဒီဟိုဟာပေါ့အိန္ဒိယပုံတွေပေါ့နော်ဒါပေမဲ့အဲ့ပုံတွေမှာလို့ AI နဲ့လို့ဗီဒီယိုတွေလုပ်ထားပြီးတော့တကယ်အဲ့လိုမျိုးဗီဒီယိုလိုမျိုးလုပ်ထားတဲ့ပုံပေါ့နော်အဲ့ခါကျတော့လို့ဒီ information တွေကိုကျွန်တော်တို့ social media ကနေရယူနေတာဖြစ်တဲ့အကြောင်းလို့အဲ့ဗီဒီယိုမှာအဲ့ social media မှာပေါ့နော်အဲ့လိုသတင်းအမှားတွေကိုလွတ်လွတ်ကူကူလုပ်လို့ရလာတယ် AI နဲ့ဆိုအဲ့လိုပြဿနာတစ်ခုတော့ဖြစ်လာတယ်လို့မြင်နေပေါ့နော်ဒီဟာကလေအဲ့လို AI နဲ့တိဖို့ကလည်းအခုခေတ်မှာဆိုအရင်ခက်လာတယ်ပေါ့နော်ဒီဟာ AI ဟုတ်ရဲ့လားဆိုတာမျိုးဘာလို့လဲဆိုတော့အဲ့လို AI ရဲ့သဘောတဘာကိုAI နဲ့လုပ်တယ်ဆိုရယ်လေ
လူတွေလောက်ထားသလိုမျိုးလဲပုံစံတူဖြစ်အောင်လိုက်လုပ်နေကြတာပေါ့နော်အဲ့လိုခတ်တာကောင်းလို့တော့ပဲခတ်တာမျိုးမဟုတ်ဘူးဒီသတင်းမီဒီယာမှာ BBC တို့ပါလို့ဆိုလို့ရှိရင်လည်းအဲ့လိုသူတို့မှာဒီတော်ဝင်မင်းသားမင်းသမီးရဲ့တပ်ပုံတွေမှာလို့မျိုး AI နဲ့လုပ်ထားရတာမျိုးကိုသူကတကယ်တင်လိရမျိုးရှိ BBC တို့ပါပေါ့နော်အဲ့လိုမျိုးဒီတကယ်သတင်းဟန်တာအကြီးရပါလို့မျိုးမှားလာကြရတာကြတော့ပေါ့နော်ဒီကောင်းလို့သတင်းရယူရဟာလို့အရင်တူချောင်းလို့ပဲ social media နဲ့သတင်းရယူရအခါမျိုးပါပေါ့နော် so ကောင်းဆိုလို့ရှိရင်ဘယ်လိုစစ်ဖြစ်လဲဆိုရင်တချို့တစ်ခါလေမှာပုံနေရပေါ့နော်မတိချဘူးဒီသတင်းကတကယ်အဲ့နေရာပုံလား AI ပုံလားမသိဘူးဆိုလို့ရှိရင်လို့ Google မှာလို့ reverse image search ဆိုတာရှိရပေါ့နော်ကောင်းလို့အတက်ပုံကို screenshot လိုက်ပြီးတော့အဲ့မှာသွားတင်ပြီးလို့ရှိရင်အဲ့လိုမျိုးသွားပြီးတော့အဲ့လိုဒါဒီပုံကဟိုဟာအစ်စ်လားဘယ်ကနေ source လားလေဆိုတာမျိုးသွားချလို့ရတာမျိုးရှိရပေါ့နော်ဆိုအဲ့လိုမျိုးတွေလို့ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်အဲ့လိုတက်ပုံတွေမှာဆိုလို့ရှိရင်လည်းပေါ့နော်လို့တေချာလေးကိုကြည့်ရတာပေါ့နော်ဒါတကယ်လူပုံဟုတ်နိုင်လားဒါ AI ဒီလိုလားဆိုတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ဟိုတကယ်ဟိုမှာပေါ့နော်ဒီရက်တင်မှာတော့အရင်ခတ်လာတယ်ပေါ့နော်ဒီ AI ဟုတ်ရဲ့လားဆိုတာမျိုးဆိုအဲ့လို AI နဲ့လုပ်လာတဲ့ content တွေများလာတယ်အများပေါ့နော်ဒီကောင်းလို့ရတဲ့သတင်းတွေကလည်းမမှန်တော့ဘူးပေါ့နော်ဒီကပြဿနာသတင်းမမှန်တဲ့အခါကျတော့ကောင်းလို့ချတဲ့ decision တွေကလည်းအဲ့လိုမှားတော့နိုင်တာမျိုးရှိရပေါ့နော်ကောင်းလို့ဘာသာကောင်းလို့တော့နည်းနည်းစဉ်းစားနိုင်တယ်ဆိုတော့လူကြီးရဆိုလို့လုံးဝမသိဘူးဟောဒါလိုမီးဆရာအောင်ရှိရလေ TikTok မှာမီးဆရာလို့အမေကလာပြရတယ်ဒီ AI ဗီဒီယိုတွေဖြစ်နေရလို့ပေါ့နော်လူကြီးတွေကတော့မသိတဲ့အခါကျတော့အဲ့လိုသူတို့တွေရောပဲပေါ့နော်ကိုတက်နိုင်တဲ့လောက်တော့အဲ့လိုပြပြပေးဖို့လိုလိမ့်မယ်ပေါ့နော်သူတို့ကတော့ဒီလိုဒီပညာကကြီးချင်းခဲ့ရမဟုတ်ဘူးဆိုတဲ့အခါကျတော့ဒါတွေကတော့ AI နဲ့ဒီသတင်းတွေကတော့ရုံတင်လို့ဆိုတဲ့ဟာမျိုးပေါ့နော်ပြန်နောက်တစ်ခါကျ AI ကလည်းနေတာမဟုတ်ပဲပေါ့နော် AI နဲ့ပေါင်းပြီးတော့ဟို click page ရှာတဲ့လူတွေ range painting လုပ်နေတဲ့အဲ့လိုလူတွေလည်းရှိရပေါ့နော်အဓိကကတော့ဒီ click page range ချိန်လောက်လိုက်တဲ့အတွက်ကြောင့်သူတို့ရဲ့ income တိုးသွားတာမျိုးအတွက်ကြောင့်သူတို့အဲ့လိုလုပ်နေကြတဲ့လူတွေလည်းရှိရပေါ့နော်အဲ့တော့တကယ်တစ်ခုကိုကတကယ်လို့ check ချင်နေဆိုရင်ဥပမာတစ်ခုကိုတွေ့ပြီးတော့ဥပမာဒါကတော့ဒီမှာပိတ်သွားတာမှုလို့လုံးလို့မရတော့ဟိုလုံးလို့မရဆိုရင်တကယ်လားဆိုတာ fact check ဖို့လုပ်ဖြစ်ဆိုတာမချိန်ရမ်းမကြောက်ဘူးပေါ့နော်ဥမာ okay ကိုရဲ့ဒီမိဘတွေကိုပါရဆိုင်လည်းမှာဒီ favorite ဒီတင်းတွေရဲ့ဒီခင်းကဒီလိုဖြစ်လို့လန့်နေဆိုရင်တခြားတင်းတွေကအဲ့လိုဖြစ်ချင်မှဖြစ်လိမ့်မယ်ပေါ့နော်အဲ့ခါကျရင်ကိုရ Facebook မှာပဲဒီလို touch ချလို့ရတယ်ပေါ့နော်ဥမာဒီတင်းကအဲ့လိုဟုတ်ရလားဥမာ keyword ဒီဖြစ်ပေါ့နော်ဥမာဒီတရားကြီးကတော့ပိတ်သွားပြီဆိုရင်အဲ့ဆိုဒီတရားပိတ်လားအဲ့လိုမျိုးအတူလေးရှာကြည့်ရင်တော့မှတခြားတင်းတွေမှာထပ်ပြီးတက်လာနိုင်တာရှိရပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဟိုမိဘရဲ့ဆွေမျိုးတွေလည်းအဲ့လိုမျိုးတစ်ချက်ပြောပေးပါဟိုဒီတစ်ခုတည်းကိုလည်းတွေ့ပြီးတော့ပြည့်ရုံလိုက်တာမျိုးမဟုတ်ပဲပေါ့နော်သူတို့ Facebook မှာပြန်ရှာတာပဲဖြစ်ဒါမှမဟုတ်ရင်လည်းသူတို့ဒီဘယ်လိုပြောမလဲ Google တို့ပေါ်မှာသွားပြီးတော့ရှာတာဖြစ်ပေါ့နော်ပြီးတော့ဖြစ်တာဒီ Google တို့ပါလို့ဆိုတာလည်းဟိုအင်္ဂလိပ်လိုရှာမှမဟုတ်တော့ဘူး။ဘာလို့ရှာရရပြီးဆိုတော့အဲ့ကြောင့်အဲ့လိုမျိုးဆိုရင်ပါခဏလေးပဲချိန်ပြလိုက်ပါတမင်ဟုတ်ချိန်ပြီးတော့မှဒီတင်းကမှန်လားမမှန်လားဆိုတာသိတယ်လည်းပေါ့နော်အဲ့အကြောင်းမျိုးအကုန်လုံးပဲ fact check လုပ်ဖို့အတွက်အခါဟိုပြောပေးပါပေါ့နော်အဲ့တော့သူခင်မှာ AI ကအရင် develop ဖြစ်လာတယ်ဒါပေမဲ့ AI ဘယ်လောက် develop ဖြစ်ပေါ့နော်သူရဲ့ဒီအပြစ်နာစာကတော့ရှိတော့မယ်ဆိုတော့အဲ့လိုမျိုးဒီတကူဆိုရင်ချက်ကြဖို့မမိကြပါနဲ့ကြောက်လည်းမကြောက်ကြပါနဲ့ပေါ့နော်ဒီနေ့ချက်ကြပါလို့ပြောချင်ပါတယ်ဒီပါ so ဒီနေ့ episode ရတော့ဒီတော့ပါပဲပေါ့နော်ကျွန်တော်တို့လည်းအဆုံးထိနားထောင်ပေးကြတယ်ကျေးဇူးများတင်ပါတယ်ဒီနေ့ကတော့ဒီချက်ချာမြန်မာလူတွေပြောပြပါဟုတ်အဲ့ဆိုရင်အားလုံးပဲနော်စပတ်တွေ့ပါမယ်bye bye see you again